ရုပ်ကိုပြောင်းတာလွယ်တဲ့ဟာသမင်ကောင်းရင်သမင်အားတန်စီတဲ့အသားတန်များများစားဖို့ညီတို့ကလေအစီတွေလိမ့်ဖို့ဖီးဖို့ဟာမျက်လုံးကောင်းရင်မျက်လုံးကောင်းရင်နဲ့ဗိုက်တာမင် A တွေဒီတွေစားကြဖို့ကျွန်တော်ပြောတမင်နှလုံးသားကိုပြောင်းနေဘာမှမရဘူးနော်အစားတော့မရှိဘူးဆေးမရှိဘူးလို့အနုပညာနဲ့ပြောင်းရတာမှတ်ထားကျွန်တော်ဒီညဒါကိုပြောတာကျွန်တော်နှလုံးသားအာဟာရများအမတို့အကိုတို့ကိုယ်ခလေးတွေကိုပြုပြင်တဲ့အခါမှာစက်သားကြောကျွေးခေါ်သေးရောကျွေးလေမတို့ဘာကျွေးမှလဲကျွေးမတို့ရုပ်ကြီးပဲပြောင်းလို့မရဘူးနော်လူကောင်ကြီးကထွားပါရဲ့ကွန်ပျူတာကျွမ်းပါရဲ့အင်္ဂလိပ်စာစကေးကကောင်းပါရဲ့အင်္ဂလိပ်စာ language skill နှလုံးသားရိုင်းပြီးလျောမှဖြစ်နေလို့ကြမလဲဘယ်ကောင်းမှမစာနာဘယ်ကောင်းမှမထောက်ထားကိုယ်ဇနီးတွေမှာရက်ဆက်အဖေမေသတိမရဇာတိပြောရမှာကွာအခုပြက်ပြီလေကိုတော့ကြီးကျွန်တော်အဲ့ဒါမင်းမျိုးကပြောတော့ဆရာရဲ့ကောင်းလိုက်တာတမီးငါ့ကိုပြောညီတို့မင်းမျိုးမှာရောင်းနေတဲ့ဆေးဆိုင်တွေမှာငါရဲ့နှလုံးသားကိုပြောင်းလဲစေတော့ဆေးများရှိရင်အလုံးတရာဝယ်ပြီးငါတောက်မယ်ကောင်မလေးတွေဘာဖြစ်သွားလဲတွေ့သွားတယ်လက်သေးလေးကြိုက်တယ်ကျွန်တော်လိုပဲချစ်စရာလေးဗျာသိလားညင်းညို့ချစ်စရာလေးမရှိပါဘူးဆရာရဲ့ညီရလေဘလို့ရှိမှလဲလို့ကျွန်တော်တခုမေးမယ်6ကစာပေချစ်သူများအလွန်အရေးကြီးတဲ့ကိစ္စတွေမေးပြီးကျွန်တော်ကလူချင်းစာနာထောက်ထားတတ်သောစိတ်လူကလိုတာပေါ့ခုနရွာဇာတိကိုတတိရတာနော်လူတယောက်နဲ့တယောက်ကိုယ့်ထက်နှိမ်မာတဲ့လူပေါ့ကိုက6လောက်အကောင် तू က6လောက်မရှိဘူးကိုကမိဆုံးဖဆုံး तू ကမိပါမယ်တချမ်းပဲအားလုံးသိကိုကကားနဲ့တိုင်းနဲ့ချမ်းလာတယ် तू ကလမ်းပေးရကိုအောက်ကိုနှိမ်မာသောတတ္တဝါလေးများပေါ်ကိုစာနာထောက်ထားတတ်သောစိတ်ဖြစ်ပေါ်လာအောင်ကိုတို့ဘာစိတ်စားမလဲ6ကကျွန်တော်ပြောညီလေးတယောက်လို့ပြောပါမောင်သားရှုံပြီးစောက်ယူစောက်သုံးကြတဲ့ကောင်ရှိတယ်တို့မျိုးမှာပေးတယ်ကျွန်တော်စားမယ်ကဲကျွန်တော်ဘာစားမှာလဲကျွန်တော်ငယ်ငယ်တုန်းကဆရာကြီးမင်းသူဝင်တဲ့ကိုညံကုန်းမျိုးသားကြီးဆုံးသွားရှာပြီသူ့ကြပြလေးတင်တဲ့ခါကျတော့မလီအမတန်လွယ်တဲ့ကြပြလေးကြက်တူရွေးတဲ့ကြက်တူရွေးရွှေခဲကြက်တူရွေးညီဘူးလေးကိုစာအန်တင်ရွှေခဲစာအန်တင်ညီလေးခင်ကစာပြန်တုံးရွှေခဲစာပြန်တုံးဝါလုံးရေးဖို့ညီလေးထိုင်ရွှေခဲမရေးနိုင်ငေးမှန်ရှာပေါ့ကြက်တူရွေးရွှေခဲကြက်တူရွေးကျွန်တော်တို့တင်ခဲ့ကြပါအဲ့ဒီကြပြကျွန်တော်တို့ဘာလုပ်နေလဲနံကြောထနေရလား no ခလေးဘွားတွေကလူတယောက်နဲ့တယောက်စာနာထောက်ထားတတ်သောစိတ်များကိုသွင်းပေးတာကလေးလေးကစာအုပ်လေးနဲ့ထိုင်နေတာဆီယမစားတင်ပြီးသားလေးလိုက်ဆိုစမ်းကကလေးကလည်းကကီကလေးကကီကူကလေးကကူသူဆိုတိုင်းမှာအပေါ်ကကြက်တူလေးကလိုက်ဆိုတယ်သားလေးကကြက်တူလေးကစကားတတ်တာဟုတ်ကလေးကကဆိုကငါကလေးကကီကူဆီယမစာတင်တာကျွမ်းတဲ့ဆီယမဖြစ်တဲ့အခါကျတော့သားခဏနားမယ်လူတယောက်ကိုစာတင်တဲ့ဥစ္စာကျွန်တော်တို့ 4 scale လို့တယ်ချရေးတာ writing ပေါ့ပြောတာ speaking ပေါ့နားထောင်တာ listening ပေါ့ဖတ်တာ reading ပေါ့အဲ့ဒါသိဆီယမလေးသိပြီးသားသားဗဇက်ကဆိုတာပြီးတဲ့အခါကျတော့လက်ရေးလေးကျင့်မယ်လက်ရေးအရေးပြောပြီးသွားပြီထကြောက်တယ်မဟုတ်ကြောက်တံသို့မဟုတ်ဗလာစာအုပ်နဲ့ခဲတံလေးနဲ့ဗမာစာကကြီးအာအထိအခြေခံနေပါလေဝါလုံးလေးတွေကကြီးကိုလည်းဝါလုံးကိုအခြေခံတယ်ခဝေးကလည်းဝါလုံးကိုအခြေခံတယ်ဂငယ်ကလည်းဝါလုံးအခြေခံတယ်စကားရှည်ပါတယ်အမတို့အကိုတို့ဗမာစာရဲ့အခရာများဒီဘယ်ပေါ်အခြေခံလဲ based on စကေစဝိုင်းအခြေခံတယ်သားလေးဝါလုံးရေးတတ်ခြင်းလည်းရေးလှတယ်ရေးကြစို့ဟုတ်ကဲ့တီချေရေးသန်းသားလေးအလုံး20တစ်လုံးနှစ်လုံးသုံးလုံးတတိမရသေးဘူး5လုံးကြတော့သူ့ငှက်သူတတိရသွားပြီခုနတော့ငါဆိုတော့လဲဆိုတဲ့ငှက်ကလေးငါရေးတော့ရင်းနေလေပြီလားကလေးဘာသာဘာဝရင်းတန်းလည်းနဲ့မော့ကြည့်တော့ကြက်တီလေးကမျက်နှာမကောင်းဘူးလှောင်ကြိုင်လေးထဲမှာတန်းလေးထဲမှာတဲ့ငှက်ကဘေးဆောင်သွားတဲ့ခါကျတန်းကဘေးဆောင်ကိုဒီလိုဘေးဆောင်တွိုင်းလန်းနဲ့အပြင်လှမ်းကြည့်ပြီးမျက်နှာမကောင်းဘူးကလေးကအဲ့ကြမှာငိုင်သွားပြီးစာဆက်မရေးတော့တာကြောက်တန်လေးကိုကြိုက်ရင်းနဲ့ဒီချေတားကြက်တီလေးကဘာလို့စာမရေးတာလဲယင်ဆရာမအဲ့ကြပြုံးကြခေါင်းလေးပွင့်ရင်းနဲ့သားလေးကဟိုစာရေးတာဘာနဲ့ရေးတာလဲယင်ဒီချက်သားလက်နဲ့ရေးတာမင်းငယ်လေးမှလက်ရှိလားတနာစရာလေကျွန်တော်တို့ပေါ့နော်လက်မရှိဘဲနဲ့သားငှက်လေးကစာရေးနိုင်မှာမလားသားလက်ရှိတဲ့အခါကျတော့သားစပိန်စီတော့သားစပိန်ကိုလက်နဲ့ကင်မျိုးစီဘူးလားသားဟိုနေ့ကဆွန်လွှတ်တယ်ဆိုမမီပြောတယ်သားလမ်းမှာဆွန်လွှတ်သေးတယ်ဆိုသားဘာနဲ့လွှတ်တာလဲငုံကြီးကလေးလေးကသားလက်နဲ့လွှတ်တဲ့တီချေတာမမြင်မွေးငါကြည့်တော့တဘာနဲ့စားလာတယ်ဇုံရင်ကြိုက်ပြီးတော့
တာလက်နဲ့စားလားတာငှက်လေးတာလက်ရှိလားတာတာမတနာဘူးလားဒီချက်တာကြက်တွေလေးကိုတနာလို့တာနောက်ဘဝတိစ္ဆာဖြစ်လာကြက်တွေလေးတာကောင်းကောင်းနေတော့တလိမ္မာနော်တာကြက်တွေလေးကိုတနာလို့ညီမလေးညီလေးဒီမှာရှိမယ်တဲ့သမီးတို့နော်အလွန်တိမ်မွေ့ပါတယ်လူလောကကြီးကအလွန်လဲဆော့ဖြစ်ပါတယ်ကြေကွဲစရာတွေပါတာငှက်လေးကိုမတနာဘူးလားယင်တာစာရင်တောင်းငှက်ကလေးကိုတနာမယ်နော်တာဟုတ်ကဲ့ဟင်းလန်းလန်းကြည့်စိတ်ထဲမကောင်းတော့ဘူးစာရေးဆရာကြီးကဗျာဆရာကြီးမင်းသူဝင်ယူနေသလားဒီကဗျာတင်တာကျွန်တော်တို့နန့်ညောထပြီးတော့ကျွန်တော်ဆရာမတွေဆိုခိုင်းနေရလားကဲအကိုကြီးတို့မြန်မာသားပါမောက်ခနော်ရန်ကုန်ကလူတွေအားလုံးကဆရာကြီးကိုလေးစားရတာပဲအကြောင်းရှိတယ်သူကစာနာတဲ့တရားကိုကလေးတွေစသွင်းပေးလိုက်တာလက်မရှိတဲ့တတ္တဝါလေးပေါ်မှာကိုလိုမပြည့်စုံသောတတ္တဝါပေါ်မှာစာနာထောက်ထားတတ်တဲ့စိတ်ကိုသွင်းပေးတာအဲ့ဒါလူမှာပဲရှိတယ်တိရစ္ဆာန်မှာရှိတာကိုလို့ပြောခွေးနှစ်ကောင်လမ်းမှာတွေ့ပြီဟိုအကောင်က6ကကျိုးနေတယ်ယထာကြိတ်လို့လူတယောက်ကရိုက်လိုက်လို့ဓာတ်နဲ့ခုတ်လိုက်လို့တခုခုကျိုးပြီဒီဘက်ကခွေးတစ်ကောင်ကလာပြီးရန်ဆောင်ပြီးကြိုက်တော်မယ်ဒီဘက်ကခွေးကဟိုခွေးအဆိုးကိုကြည့်ပြီးတော့မှဒီကောင်6ချောင်းကျိုးနေတာတနာပါတယ်ဆိုပြီးတော့လှည့်ပြန်သွားမယ်ထင်သလားတိရစ္ဆာန်မှာအိတ်စိတ်မရှိဘူးတဲ့လူကြတော့ဘာဖြစ်လဲအကိုတို့6သူ6သားများကျွန်တော်ယုံကြည်ပါတယ်ကိုကအကောင်ဟိုက6ထက်ဂျိုင်းတောက်ကြီးနဲ့လူအကိုတို့ဘယ်သူညာဖြစ်မှာလဲသူမှားတော့အကိုတို့ဖြစ်မထင်သလားဒီကောင်ငါလုံးဝင်ခံတော့မှရှောင်သွားမှာပဲကျွန်တော်လည်းရှောင်မှာပဲကိုရဲ့လို့လူဟာအဲ့စိတ်ရှိတယ်ညီလေးတို့စဉ်းစားကြည့်ဦးဒီလူဒုက္ခပဲရိုင်းလိုက်တာလုံးရင်လည်းခံအောင်မယ်ငါလည်းကိုခက်ပါတယ်ကိုတော်ဗျာရှောင်သွားမှာကျွန်တော်နော်လူမှာဒီစိတ်တွေရှိတယ်ကိုလူနဲ့တိရစ္ဆာန်နဲ့ကြွာချသောစိတ်ကအဲ့ဒီစိတ်တယ်အဲ့ဒီစိတ်ကိုဆရာမင်းသူဝင်ကဒီကဗျာနဲ့သွင်းပေးတာကျွန်တော်သိတော့စက်သိန်းတွေကျွန်တော်ထလို့ကောင်းလိုက်တဲ့ကြပြပါလားကွာ